Hello ပူတင်ပါဒီနေ့တော့ကောကုန်းကိုအတူတူသွားလေကြမယ်။ခုပြောချင်တာအဲ့ဒီကိုသွားလို့ရှင်ပေါင်မုတ်လေးတွေဒါများများဝယ်သွားပါအမှမြောက်လေးတွေလည်းရှိတယ်ခွေးလေးတွေလည်းအများကြီးရှိပါတယ်။အဲ့မြောက်လေးတွေကကြတော့ရင်တယ်လို့ပြောရမလားပဲလူကိုအနေနဲ့မပေးဘူးပေါ့နော်။သူတို့အစာတောင်းတယ်သူကသူနေတယ်သူတို့အနာကတ်သွားလို့ရှင်တော့မှဘာမှမလုပ်ဘူးပေါ့နော်။အောင်ရောက်လို့ရှိရင်ကောကုန်းကတော့သွားတဲ့နေထဲမှာပါတယ်ပေါ့နော်နေရလဲအရန်လာတယ်လို့ဘယ်လိုပြောမလဲတောင်တန်းရန်နေမှာအဲ့လိုမျိုးရုပ်ထုလေးတွေရေးထားတာအရန်လက်ရမြောက်ပါတယ်ဘယ်မှမမြင်ရတဲ့လက်ရမျိုးကိုဒီနေရာမှာတစုတစည်းတည်းမြင်တွေ့ရမယ်ပေါ့နော်တောင်ဆောင်လေးတွေကလည်းသူ့သဘာဝအတိုင်းဖြစ်နေတာဆိုတော့အရန်ကိုလှတယ်ပေါ့နော်ခုနေရာလေးတွေဆိုလို့ရှိရင်တဘာဝလျောက်ဖြစ်နေတဲ့တောင်ဆောင်လေးတွေကလူမျက်နှာပုံလေးတောင်တော်တော်လေးသွားဆင်နေတယ်ဒါလေးဆိုကြည့်လိုက်လူမျက်နှာနဲ့တူတယ်ပြီးတော့လေပူတင်းထင်တယ်ဒီဖျားကြီးတေတုံကထွက်လာတဲ့စင်းတုပေါ့နော်အဲ့လိုမျိုးရှေးဟောင်းရုပ်ထုလေးတွေလည်းဒီမှာထည့်ပြီးတော့ပြသထားတာကိုတွေ့ရတယ်တချို့စင်းတုကတော့အကုန်လုံးစုံဝင်မဲ့တချို့စင်းတုတွေကတော်တော်လေးကိုပျက်စီးနေတာကိုတွေ့ရတယ်ပေါ့နော်ဒီကတော့ပူတင်းတို့လမ်းဆုံးမှာဝင်သွားတဲ့ခူလေးပေါ့နော်ဒါကခူကလမ်းဆုံးပဲဒါကူတွေလိုမျိုးလမ်းဆုံးမှာမြစ်စိတ်တွေပါမရှိတော့ဘူးပေါ့နော်နေရာမှာကလေပူတင်းတို့ငငယ်တုန်းကတင်ခဲ့ရတဲ့ဇက်တော်တွေလည်းထွင်ထားတယ်ဒါဆိုလို့ရှိရင်သူဝနတာမှာဇက်တော်ပေါ့နော်အစအဆုံးကိုဒီမှာကြောက်မှာထွင်ပြီးတော့ဖော်ပြထားတာပူတင်းတို့လည်းရောက်တော့မြောက်စာလည်းကျွေးခဲ့ပါတယ်ဒီကမြောက်လေးတွေကမလူဘူးပေါ့နော်အရန်လိမ်ပါတယ်အဲ့လိုမျိုးစားလို့ရှိရင်ကျွေးလို့ရှိရင်လည်းကျွေးတဲ့နေရာနာမှာပဲလူကိုပြန်ပြီးတော့အနေရမပေးဘူးပေါ့နော်အရန်လိမ်ပါပါတယ်ဒီပြန်ဘူးကမြောက်တွေဆိုလို့ရှိရင်အခုလိုဆိုရင်ပုတ်မှာပေါ့နော်လူလဲလူတယ်အဲ့လိုမျိုးဒီနေရာမြောက်လေးတွေကကြောက်တော်တော်လေးကိုရှင်းတယ်လို့ပြောရမယ်ရှင်လားမရင်လားဒီမှာလူရှိမှလာပြီးတော့ထိုင်နေတာအေးစေးပဲသူရမယ်စတိုင်နဲ့မလိုက်နဲ့ဒါနဲ့လေအဲ့ဒီတောင်ရဟိုဘက်မှာအပေါ်တောင်ပေါ်ထိတက်လို့ရတဲ့လှေကားလည်းရှိတယ်စိတ်ပါလို့ရှိရင်ပေါ်တက်သွားလို့ရတယ်နော်ဒါကတော့လာစားတဲ့မြောက်သားအမိလေးပါအမှုလေးတွေကတော့အများကြီးပဲသူတို့ကတိုင်းတက်တယ်ဒီလားပြစ်ကျွေးလို့ရှိရင်ဖမ်းတက်တယ်တော့အရန်နေသဘောကျတယ်ပူတီရဲ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက် vlog မှာပြန်တွေ့ကြပါမယ် bye bye